저도 대사만 봐래. 다섯 개 다래 두 봐래. အားလုံးမင်္ဂလာပါကျွန်တော်24နှစ်ဆိုင်မှာနေ့လည်စာလေးလောက်ပဲစားတာပါညီညီထမင်းလေးတွေနေပါအမျိုးမျိုးရှိပါတယ်အောက်မှာထမင်းကြုံလေးတွေရှိပါတယ်ဘဲသားပါထဲမှာဆက်လက်ရွက်ပါပါတယ်14900ပေးရပါတယ်ကျန်တဲ့မျိုးစားတွေလည်းရှိပါတယ်တူနာ9ရဲ့ငုံဦးရဲ့ပြောင်းဖူးရဲ့ဆက်လက်ရွက်ရပါကျွန်တော်ဒီဟာလေးယူမှာပါ6900ပေးရပါတယ်အသား2မျိုး3မျိုးလောက်ပါပါတယ်ငုံပါပါတယ်ထဲမှာအချင်းလေးတွေလည်းပါပါတယ်ဟိုနားလေးမှာစောင်းပါပါဆိုင်လေးလူရှင်းနေပါတယ်ကောင်တောင်မှာရောင်းနေတာတော့လူငယ်လေးပါငွေရှင်းပါပါမိုက်ခရိုဝေ့ဖ်နဲ့ကျွန်တော်အပူခဏလေးပေးမှာပါဒီမှာမိုက်ခရိုဝေ့ရှိပါတယ်ပိုက်လုံးရဲ့ဇောရဲ့တူလေးရဲ့ပါကျွန်တော်တူနဲ့ဇောလေးယူပါမယ်ပုံမှန်ဆိုရင်ဇောအကြီးထားပေးထားပါတယ်စောပြီးရင်ဒီနောက်မှာမိုက်ပြလို့ရပါတယ်မိုက်ပုံလေးရှိပါတယ်အပူပေးထားတာရပါပြီအပူခဏလေးပေးရင်ရပါတယ်ကော်ဖီကြိုက်သမားတွေဆိုရင်ဒီဘက်မှာကော်ဖီအေးလေးရှိပါတယ်ဟိုဝိုင်းလေးမှာစားပါပါအပြေခဲရှုခင်းလေးကိုကြည့်ပြီးတော့ကျွန်တော်စားပါပါသမင်းကျုံလေးရပါပြီသမင်းအရိုင်းမပူပါဘူးဟင်းလေးတွေအစုံပါပဲနေ့လည်စာလေး share ပါပဲအားလုံးပဲထမင်းစားကြပါဦးဒါတော့သူကဝတ်တော်ကြိတ်ထားတာပါဒါတော့ဝတ်တော်ဟင်းလေးပါဒီမှာအရွက်လေးတွေပါချင်းလေးပါငုံဝတ်နဲ့လောက်ပါပါတယ်ကင်ချီလေးနဲ့ပါပါတယ်ရပါလေးမြည်ကြည့်ပါမယ်အချူရပါလေးပါစောက်ခေါင်းပါတယ်ဒီလေးတော့ပင်နေသွားရပါလိမ့်ပါစော့လေးပါတငါအနက်လေးနည်းနည်းရပါတယ်စားကောင်းပါလေဒါကျွန်တော်တို့အဲ့ဒီထမင်းထုတ်ထဲမှာပါတယ်ကင်ချီပါစောက်ခေါင်းပါလေဘယ်လာလေးခုလေးတူပြီးစားပါစားပါဘယ်လာလေးဆောက်လို့ကောင်းပါလေပုံမှန် mayonnaise sauce လေးပါပါလေအမဲလေးစုံပါပဲငုံလေးပါဒီဘက်ကလည်းသူ့ကိုစားအောင်ပါတယ်ဒီမဲ့လေးစီပါပါတယ်ဒီလိုကျွန်တော်စားကြည့်ပါဒီလိုစားကြည့်ရငါးခဲနေပါငါးခဲနေရစားအောင်ပါလေဆိုင်ထဲမှာလူရှင်းနေပါတယ်ခုနကကျွန်တော်ဝင်လာတော့စားသမားတွေများနေပါငေါ့ဝင်စားပါ
ဒါကလည်း microwave ထဲကိုထည့်တရားလေးထုတ်ပြီးတော့ထည့်ရပါတယ်ကျွန်တော်ခုမှသိတာပါခါရ microwave ထဲထည့်ဗီဒီယိုလေးကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်